နေရမော်လန်တက်ချောက်ရရမယ်လက်တီနိုရဲ့လူရတာအရင်ကထက်ပိုကျန်းလာနိုင်ချီရဲ့စိတ်စားမအမ်ဘရိုဆာနဲ့ထိုင်နေတဲ့အကောင့်ထားလိုက်မှအကျိုးဖြစ်သွားမလားမသိတယ် follow page reward ကဲ my friend တို့ဒီနေ့မှာတော့နောက်လာအလဲစီရင်စစ်စင်းစားရပါလာမယ်ဟီးရိုတော့ reward အကြောင်းလေးကိုမျှဝေပေးခြင်းပါတယ်ပထမဆုံးဟီးရိုကတော့လက်တီနိုရဲ့လူရတာအရင် patch ကနေ scale ပြင်ပေးရလူရတာကိုလာမယ့် patch မှာတော့ hero model ကိုပါခေါင်းစားခြေဆုံး China server အတိုင်းပြင်ပေးတော့မှာပါဘာတွေထူးခြားသွားလဲဆို scale 1သုံးပြီးနေရမော်လန်ရှော့တဲ့အခါမှာ global server မှာလို့နေရနဲ့ကြုံနေတော့မဖြစ်တော့ပဲတသားရနေရမော်လန်ရှော့တဲ့ animation ပါလာပါမယ်ဒါတွေမကသေးပဲတခြားသော visual effect တွေ sound effect တွေကိုလည်းတရုတ်စာပေါ်နဲ့ထပ်တူကြအောင်ပြင်ပေးလိုက်ပါတယ်ဒုတိယတစ်ကောင်ကတော့ဆယ်တူစာပေါ်မှာ Ambrosa ပဲဖြစ်ပြီးတော့ Ambrosa ရဲ့ scale 1ကိုတစ်ချက်လက်စလုံးပေးပြီးတော့ movement speed attack speed တင်ပြီး scale ဖြစ်ကနေ movement speed တစ်ချက်မြင် passive feather blade 6ချောင်းကိုခါထုတ်ချက်လိုက်ပြီးမှ attack speed boost ပေးတဲ့ scale ဖြစ်ကိုပြောင်းလဲပေးရပါတယ်ရရှိလာမယ့်ကောင်းကျိုးကတော့ scale damage ထုတ်ဖို့ basic တက်အကြာကြီးခုတ်စီရမလို့တော့ပဲနဲ့1 3တစ်ချက်ခုတ်ပြီးရင်2 3လို့ရတော့မယ့်အချက်ပါလောလောဆယ်ဖော်ပြချက်တွေမဆုံးလင်းသေးတဲ့အတွက် update လာခါမှပဲအသေးစိတ်ထပ်ပြောပါမယ်နောက်ဆုံးသုံးခုမြောက်ကတော့ flow mage reward ပါ flow mage ရဲ့ flow style နဲ့ပြတဲ့ basic တက်ကိုကြည့်ရင်ပေါက်ခွဲတဲ့ AoE effect အစားချိန်လိုက်တဲ့လိုမျိုးချိန်ဆက်ထိတဲ့ effect ဖြစ်ပြောင်းလဲပေးရပါတယ် scale 2ကလည်းမြေကြီးပေါ်မော်ဆော်ဝိုင်းပေါ်တဲ့ scale မဟုတ်တော့ပဲအလုံးတစ်ခုကိုပြည့်ထွက်တဲ့ scale ဖြစ်သွားပြီးတော့ဆိုပါလုံးဟာ indicator အဆုံးဒါမှမဟုတ်ရင် enemy unit ကိုထိတဲ့အခါမှာစက်ဝိုင်းပွင့်သွားပြီးတော့စက်ပွင့်အတွင်းရ enemy တွေကိုစရိုက် damage ပေးနေမှာဖြစ်ပါတယ်စရိုက်တော့ရင်တော့ဒုတိယနဲ့တတိယမြောက်အချက်တွေမှာ enemy ကို knock out လုပ်တဲ့မြောက်တဲ့ stand ပါဝင်လာမှာဖြစ်ပါတယ် automate တစ်ကတော့ basic attack အသစ်ရဲ့ super enhanced version ဖြစ်ပြီးတော့ကတော့ပုံစံခွင့်မှာရှိ enemy အားလုံးကိုတောက်ချောက်ချိတ်ဆက်ပြီးတော့ damage ပေးနေမယ် skill မျိုးပဲဖြစ်ပါတယ်အရင် automate တိုင်းလမ်းလျှောက်ပြီးသုံးလို့ရနေအောင်မှာဖြစ်ပြီးတော့ကတော့ပုံစံခွင့်မှာ enemy တသိန်းလုံးရှိနေတသိန်းလုံးကို damage ပေးလို့ရနေမှာဖြစ်တဲ့အတွက်ဒီတစ်ခေါက်ကတော့မဆိုးလာဘူးလို့ပြောလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနေ့တွေမှာလည်းအခုလိုမျိုး update information တွေတင်ပေးတော့မှာမလို့ follow and subscribe လုပ်ခဲ့ဖို့မမေ့နိုင်ဘူးနော်